နောက်ကိုကျွန်တော်တို့ကဒီ electrode တွေကပ်ပြီးတော့အုံနောက်ရဲ့ဟိုအလုံးလုံးပုံကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တာမန်အုံနောက်ကကျွန်တော်မှာ brain wave 5ခုရှိ brain wave ဆိုတာအဓိကဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်ကျွန်တော်အုံနောက်ထဲမှာ100 billion neurons brain cell တွေရှိရပါတော့သူတို့ရဲ့တစ်ခုနဲ့တစ်ခုချိတ်ဆက်တဲ့အမှန်ကို communicate လုပ်တဲ့ electric signal လေးတွေကတစ်မျိုးတည်းဖြစ်သွားပြီးတော့ဘာဖြစ်လာလဲဆိုလို့ရှိရင် wave form တွေဖြစ်တကယ်ပုံမှန်တာမန်ရှိနေတဲ့အချိန်ကကျတော့ဘယ်အချိန်မှာလဲဆိုရင်ကျွန်တော်တို့က beta stage မှာရှိအခုလိုမျိုးနိုးနေတဲ့အချိန်ဆိုလို့ရှိရင်ဒါ beta wave မှာရှိအဲ့တော့နောက်ထပ် gamma wave ဆိုတဲ့ဟာကျတော့ဘယ်အချိန်လဲဆိုရင် heightened awareness ဆိုတဲ့အချိန် heightened awareness ဆိုတာလုံးဝကိုအာယုံတစ်ခုခုကိုအာယုံစိုက်နေပြီးတော့အဲ့အချိန်မှာကျွန်တော်တို့ကဘာပို့ဖြစ်လာဆိုရင် problem solving လို့ဘာလို့ပို့ပြီးတော့ကောင်းတယ်ဟင်ဒါပေမဲ့တာမန်လူတယောက်မှာကျတော့အဲ့ဒီ gamma wave ကဘယ်လောက်ပဲကျွန်တော်တို့ရှိနိုင်တာလဲဆိုရင်တဲ့ပြဿနာတစ်ခုဖြေရှင်းတဲ့စဉ်းစားရင်းနဲ့ထက်ကနေအဖြေပေါ်လာတဲ့အချိန်အဲ့အချိန်လေးလောက်ပဲကျွန်တော်ကဖြစ်0.5 second လောက်ပဲကျွန်တော်ခဏအောင်ပြရတယ်အဲ့တော့အဲ့ဒါကိုသူကဘာနဲ့နိုင်ရှင်ကြည့်လာလဲဆိုလို့ရှိရင်သူတို့အဲ့လိုမျိုးပေါ့နော်တရားကို10နှစ်တော့15နှစ်တော့ပုံမှန်ထိုင်လာတဲ့ဘုန်းကြီးတွေကိုကြည့်လိုက်တဲ့အခါမှာတဲ့သူတို့တရားထိုင်နေတဲ့အချိန်မှာသူတို့မှာနောက်ထပ်တာမန်လူတွေမှာမရှိတဲ့ brain wave pattern တွေရှိတယ်ဒီဘုန်းကြီးတွေမှာကျတော့ hyper gamma ဆိုတဲ့ဟာနောက်ထပ် state တစ်ခုရှိတယ်အဲ့ state ကကျတော့30ကနေပြီးတော့100 Hz hyper gamma ဆိုတဲ့ဟာကတာမန်လူတွေအနေနဲ့ဆိုလို့ရှိရင်ကျတော့ဘယ်အချိန်လောက်မှပဲဖြစ်တာလဲဆိုရင်တဲ့တေကန်ဒီအချိန်ကြတော့မှပဲဖြစ်တာဒါပေမဲ့တဲ့တရားထိုင်တဲ့လူတွေမှာကျတော့ဒီ hyper gamma state ကိုသူတို့ကရအောင်သွားလို့ရတယ်